Hi, today I'm going to teach you a new idiomatic expression with a few examples. Today, what we are going to learn is beat around the bush, or to beat around the bush, which means to avoid saying what you mean because it's uncomfortable or because you don't feel comfortable to say what you want to say. မင်္ဂလာပါဒီနေ့ကျွန်တော်နောက်ထပ်မျှဝေခြင်းတဲ့ idiom ကတော့ beat around the bush ဒီ idiom လေးဖြစ်ပါတယ်သူ့ရဲ့အဓိပ္ပာယ်ကစကားကိုတွယ်ဝိုက်ပြောတာတခုခုကိုတိုက်ရိုက်ပြောရင်အားနာလို့တိုက်ရိုက်ပြောရမှာအားနာလို့တွယ်ဝိုက်ပြောတာကို beat around the bush လို့သုံးပါတယ်ဥပမာ Don't beat around the bush just get to the point စကားတွေတွယ်ဝိုက်ပြောမနေစမ်းနဲ့ကွာလိုရင်းကိုသာပြောလိုက်စမ်းပါဖြည်းဖြည်းချင်းပြန်ပြောပြပါမယ် Don't beat around the bush just get to the point နောက်တစ်ဥပမာတစ်ခုပါ I'm not going to beat around the bush I hate it when you are late ငါကတော့တွယ်ဝိုက်ပြီးပြောနေမှာမဟုတ်ဘူးမင်းနောက်ကျတာကိုတော့ငါမကြိုက်ဘူးပြန်ပြောမယ် I'm not going to beat around the bush I hate it when you are late ဒီစကားရဲ့အသုံးအနှုန်းမှာလည်း beat around the bush ကကရိယာပုံစံသို့မဟုတ် action တစ်ခုကိုဖော်ပြတဲ့ကရိယာပုံစံဖြစ်နေတဲ့အတွက်ကြောင့်မလို့ရှေ့မှာ subject ထည့်ပြီးတော့ကျွန်တော်တို့နောက်မှာ beat around the bush ကိုထည့်လိုက်ရုံပါပဲအဓိကကတော့ဒီစကားကိုသုံးတဲ့အခါမှာနောက်ထပ်အခြေအနေလေးတစ်ခုထပ်ထည့်ပြောရတာအဓိကကျနေပါတယ်ဘာဖြစ်လို့ဆိုတော့တွယ်ဝိုက်ပြောမှာမဟုတ်ဘူးဆိုတော့လည်းရက်မနေပဲနဲ့ဘာတွေကိုတော့ကြိုက်တယ်ဘာလို့တော့မကြိုက်ဘူးဘာလို့တော့မလုပ်နဲ့ဘာလို့တော့လုပ်ပါဆိုပြီးတော့နောက်ထပ်အခြေအနေတစ်ခုထပ်ပြောကြတာဖြစ်ပါတယ်ဒါပေမဲ့ဒီစကားလေးတစ်ခွန်းနဲ့ကိုပဲပြောမယ်ဆိုရင်တော့ပြောစရာတွေအများကြီးပေါ့ဗျာတွယ်ဝိုက်ပြောပါဆိုရင်တော့ beat around the bush တွယ်ဝိုက်မပြောပါနဲ့ဆိုရင်တော့ don't နဲ့တားမြစ်မယ်ပေါ့ don't beat around the bush အကယ်၍မင်းကတွယ်ဝိုက်ပြောနေတာပဲဆိုပြီးတော့ပြောချင် you are beaten around the bush ing ပုံစံဖြစ်သွားတယ် you are beaten around the bush ဒီလိုပဲတွယ်ဝိုက်ပြောရတာကိုမကြိုက်ဘူးဆိုတဲ့ပုံစံပြောချင်တော့ I don't like beaten around the bush ငါတွယ်ဝိုက်မပြောချင်ဘူးကွာလို့ပြောချင်တော့ I don't want to beat around the bush ဒီလိုလေးတွေကျွန်တော်တို့ဝါကြတိဆောက်လို့ရပါတယ်အဲ့ဒါဒီလောက်ဆိုရင်ကိုကျွန်တော်တို့နေ့စဉ်စကားမှာပြောဖို့လိုအပ်တဲ့စကားတွေဥမာတွေတော်တော်စုံသွားပါပြီဒီစကားလေးတွေကိုဒီလိုလေးတွေပြောတတ်တယ်ဆိုရင်တော်တော်ကိုအဆင်ပြေပါပြီထုံးစံအတိုင်းအကျိုးရှိမယ်လို့မျှော်လင့်ပါတယ် I'll see you next time